မြန်မာဒီမိုကရေစီအရေးသမိုင်းမှာဒီဝဆိုတဲ့အဖွဲ့ကဝင်ရှုံနေပြီဆိုတာသိကြသလောက်ရှိနေပြီအမှန်ဝင်ဆွတ်နေပြီတို့မင်္ဂလာပါခင်ဗျာ SSA ရှင်တွေကနေကြိုဆိုပါတယ်ကျွန်တော်တို့ရဲ့ရှင်တွေဟာဆိုရင်နေတော်လိုင်းနဲ့ပတ်သက်တဲ့တည်ထူးဥတွေကိုတင်ဆက်ပေးနေတဲ့ရှင်တွေပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ရှင်တွေကိုစစခိုင်းလေးပြလို့ဝေးပြီးဆောင်မြောက်အပ်ပေးကြဖို့အတွက်တောင်းဆိုပါတယ်ခင်ဗျာကျေးဇူးတင်များကိုသူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဒီမို့တရုတ်နဲ့ပေါင်းပြီးတော့တရုတ်ကိုအချိုသက်ပြီးတော့ပဲလုံးမလားဘာမှန်းကိုမသိတော့ဘူးကွာဝါလူမျိုးအိမ်ကြီးထဲမှာအိမ်ငယ်ဆောက်တဲ့ပုံစံနဲ့တောင်းပလောင်တို့ကိုကန့်တို့ကလိုချင်တဲ့ပုံပေါ်တယ်အဲ့တော့ကောက်ချက်ချလို့ရတာကစစ်ကောင်စီကိုအပြတ်တိုက်ပြီးတော့ကျွန်တော်တို့သွားနေတဲ့ຫນွေဥတော်လိုင်းရေးကနေပြီးတော့တက်လာတော့ဒီသူတို့ကရည်ရွယ်ချက်ရှိပုံမပေါ်ဘူးသူတို့ကနေမီတွေအများကြီးယူလိုက်မယ်ဗျာပြီးမှသူတို့နေမီတစ်ခုကိုသတ်မှတ်ခိုင်းမယ်ဗျာအဲ့ဒီပုံစံနဲ့ဝါလူမျိုးဟိုတရုတ်အာကိုနဲ့သူစိတ်ုံလုံးမယ်ဘုံလာမကျဲဘူးသူတို့ဒေသနဲ့တရုတ်နဲ့ပဲစီးပွားရေးလုပ်ပြီးတော့ကျွန်တော်တို့ကို forget it ပေါ့မေးလိုက်မယ်ပေါ့တနေ့တစ်ချိန်ကျွန်တော်တို့ကစစ်ကောင်စီကိုတိုက်ထုတ်လို့ဖက်ဒရယ်အစိုးရကိုကျွန်တော်တို့ကတာဝန်ယူလာပြီးဆိုမှသူတို့ကဝါကတရုတ်အာကူနဲ့ပြည်နေတောင်းမယ်တောင်းပလောင်ကလည်းတရုတ်အာကူနဲ့ပြည်နေတောင်းမယ်ကိုကန့်လည်းတရုတ်အာကူနဲ့ပြည်နေတောင်းပြီးတော့ကျွန်တော်တို့ကသဘောမတူရင်သူတို့ကအဲ့ဒီချိန်မှာကျွန်တော်တို့ကိုတိုက်မယ်တရုတ်အာကူနဲ့တိုက်မယ်ပေါ့ဗျာအဲ့ဒီအစီအစဉ်ပဲသွားဖို့ရှိတာပြောချင်တာကစစ်အာဏာရှင်ကိုအပီးတိုင်တေတူရှင်မကွဲဆက်တိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်မရှိကြဘူးဒါသိကြသွားပြီသူတို့ဒီရှုံနိုင်ဆက်တိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်ရှိရင်မနေ့ကသတင်းစာရှင်းလင်းပွဲမှာပြောသလိုမျိုးပြောမှာမဟုတ်ဘူးလေအဲ့တော့အေကတော့အသာစီးပဲအေးရသူကငကိုတဲ့ရခိုင်ပြည်နယ်ရှိနေတော့ဘယ်သူမှရခိုင်ပြည်နယ်ကိုလူလို့မရဘူးလေဟိုရခိုင်ပြည်နယ်မှာပြဿနာတက်မှာဆိုလို့ရိုဟင်ဂျာဆိုတဲ့ရခိုင်မွတ်စလင်တို့ကမန်တို့အဲ့ဒီမျိုးလူနည်းစုတွေနဲ့ဒိုင်းနဲ့လို့လည်းပဲပြဿနာရှိမယ်ဒါအေးကသူတတ်မှတ်ထားပြီးသားနယ်မြေရှိနေတာဖြစ်တယ်ပြဿနာမရှိဘူးသူကတော့အေးကရခိုင်ကိုယူမယ်ဆိုရင်လည်းဘယ်သူမှကန့်ကွက်ဖို့မရှိဘူးဒီကိုကန်တို့ဝါတို့တရုတ်တို့ကဒီတောင်းပလောင်တို့ကရှမ်းပြည်နယ်မှာနေမြေယူမယ်ဆိုရင်ဒါပြဿနာအများကြီးရှိတယ်။ဒါကြောင့်တို့ကတရုတ်ကိုလည်းလက်လွတ်လို့မရဘူး။စစ်တပ်ကိုလည်းလက်လွတ်လို့မရဘူး။အဲ့တော့တော်လိုင်းရေးကိုလည်းလက်လွတ်လို့မရဘူး။တို့ကသုံးပွင့်ဆိုင်ခွချက်လုပ်ပြီးတော့တို့ကခွစားသွားမှာ။အဲ့တော့ဖက်ဒရယ်ကိုကင်ထားတဲ့စစ်အာဏာရှင်ကကင်ထားရင်စစ်အာဏာရှင်နဲ့ပြည်လဲပြီးတို့ကအချိုးသက်ပြီးနေမယ်။တရုတ်အာကိုနဲ့ဖက်ဒရယ်ကို NUG ကဲလို့ဒီမိုကရေစီသမားတွေကကင်ထားပြီးပလင်ပေါ်ရောက်ရင်လေအဲ့ဒီအဖွဲ့တွေကိုလည်းအဲ့လိုပဲအချိုတက်ပြီးသူတို့ကနေထားအောင်ပါပဲအဲ့ဒီချိန်မှာသူတို့ကဖက်ဒရယ်ဆိုတဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ဆိုတာကြီးကိုကင်ဆွဲပြီးတော့သူတို့ကယူမှာသူကဒါပေမဲ့ဒီပလင်ပေါ်ပေါ့ဒီဖက်ဒရယ်ပေါ့ဘဟုအစိုးရကိုကင်ထားတဲ့နေရာတော့ငါတို့နဲ့မဆိုင်ဘူးအဲ့တော့မင်းတို့တိုက်ကြမင်းတို့အချင်းချင်းဘိုလ်လူကြဘိုးဖြစ်တဲ့လူနဲ့ငါတို့နဲ့ဆက်ဆံမယ်ငါတို့နယ်မြေရဖို့အတွက်ပဲငါတို့နယ်မြေမှာဘဲတက်ပဲလာတဲ့ငါတို့ကတိုက်ထုတ်လိုက်ပြီငါတို့ကအဲ့ကိုနယ်မြေကိုယူမှာအဲ့ဒီအတိတ်ပဲဆောင်းနေပြီအခုဟာအခုအဲ့ဒီအတိတ်ပဲဆောင်းသွားပြီမနေ့ကတော့ဒီမိုကရေစီဘာညာတော့ပြောသံတော့ကြားသေးတာပေါ့နော်တောင်းပလောင်ကအဲ့တော့အနေထားကသူတို့ရဲ့ရည်ရွယ်ချက်ကိုကျွန်တော်တို့ကရှင်းရှင်းလင်းလင်းသိလိုက်ရပြီ
သူတရုတ်မွေးစားတာပဲဖြစ်ဖြစ်တရုတ်တပည့်ပဲဖြစ်ဖြစ်သေချာတစ်ခုကသူတို့ဒေတာသူတို့ရပြီသူတို့စစ်ကောင်စီနဲ့ညှိကြည့်မယ်စစ်ကောင်စီကသူတို့ကိုဝါလိုမျိုးဘုံမကျဲတော့တဲ့အထီသူတို့နေရာတစ်ခုရရင်သူတို့ကပေးလိုက်တော့မယ်စစ်ကောင်စီကိုသူတို့တရုတ်နဲ့လုပ်ပြီးတော့သူတို့ဒေတာလေးကိုသူတို့ဖွံ့ဖြိုးဖို့လုပ်ပြီးတော့ပဲနေတော့မှာတသက်လို့သူတို့နေဖို့ရှိတယ်အဲ့တော့ကျွန်တော်တို့ပြည်မမှာအစိုးရပြောင်းလဲသွားရင်တော့ပြောင်းလဲသွားတဲ့အစိုးရပေါ်မှာမူတည်ပြီးတော့သူတို့ရဲ့အခွင့်အရေးကိုသူတို့လာတောင်းမယ်စစ်ကောင်စီလက်ထက်ဆိုရင်တောင်းမရရင်လည်းမယူဘူးပေါ့ဗျာကျွန်တော်တို့လက်ထက်ကျရင်တောင်းလို့ရလာရင်လာယူမှာပေါ့အဲ့သဘောမျိုးပဲဖြစ်တယ်အဲ့တော့ပြောချင်တာကသူတို့ရဲ့ရည်ရွယ်ချက်ကကျွန်တော်တို့ဒီຫນွေဦးတော်လိုင်းသမားတွေပြည်မသားတွေရဲ့ရည်ရွယ်ချက်နဲ့လုံးဝဆန့်ကျင်တယ်သူတို့ရဲ့ရည်ရွယ်ချက်ဟာမြန်မာနိုင်ငံမှာဒီမိုကရေစီရတာတွေစစ်အာဏာရှင်ရတာတွေသူတို့စိတ်ဝင်စားဘူးသူတို့စိတ်ဝင်စားတာသူတို့နေမြေပဲသူတို့နေမြေကိုသူတို့ယူမယ်ပြီးတော့သူတို့တရုတ်နဲ့စီးပွားရေးလုပ်မယ်ပြည်မကလက်ခံရင်ပြည်မကတဆင့်သူတို့သွားမယ်ပြည်မမလက်ခံရင်သူတို့တရုတ်ပြည်ကတဆင့်သွားမယ်အဲ့ဒီအခွင့်အရေးပဲသူတို့ယူမှာပြောချင်တာကသူတို့ဒီရာသက်ပံတနက်ကင်တော့မှာပြည်မအစိုးရကိုသူတို့ဒီအမြဲတမ်းဆန့်ကျင်တော့မှာစစ်ကောင်စီပဲဖြစ်ဖြစ်ကျွန်တော်တို့ຫນွေဦးဒေါ်လာရဲ့ NUG ပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်သူတို့ကဆန့်ကျင်မှာအဲ့တော့သူတို့ကိုအာမခံချက်ပေးတဲ့ Federal ပုံစံမျိုးလာမတိုက်တော့ဘူးပုံစံမျိုးပေးမှသာလင်သူတို့ကကျင်းနေမှာအဲ့တော့သူတို့ကျင်းနေတာဖြစ်တဲ့အတွက်သူတို့ဒေသမှာတရုတ်အစိုးရနဲ့သူတို့နဲ့ဆက်ဆံရေးကိုကျွန်တော်တို့ကဝင်ဆွဲလို့မရတဲ့ပုံစံမျိုးသူတို့လှုပ်လာလိမ့်မယ်နောက်ဆုံးကြတော့ဘယ်လောက်ထိဖြစ်လာနိုင်လဲဆိုတော့သူတို့ဒေသမှာပြည်မတက်တွေမရှိရတော့ဘူးတရုတ်နယ်စပ်ကိုသူတို့တက်တွေပဲထိမ့်မယ်ဆိုတဲ့သဘောမျိုးဒီသူတို့ကတောင်းဆိုလာလိမ့်မယ်အဲ့တော့ပြောချင်တာကအခုဝါကသူ့ဒေသကိုစစ်ကောင်စီမလာသလိုပဲအဲ့ဒီကိုကန့်တွေတောင်းပလောင်တွေကလည်းသူ့ဒေသကိုစစ်ကောင်စီဒေါ်ဒီမောပြည်မတက်တွေပေါ့စစ်ကောင်စီသာပြည်မတက်လीတဲ့ချိန်တဲ့ NUG ဖြစ်ရင်လည်း NUG တက်တွေမလာနဲ့တော့အဲ့တော့သူတို့ကဘယ်လိုဖြစ်မလဲဆိုတော့နိုင်ငံကြီးထဲမှာနိုင်ငံငယ်ဆောက်ပြီးတော့တရုတ်နိုင်ငံနဲ့ကျွန်တော်တို့ကြားထဲမှာဘာဖာဇုံပုံစံနဲ့သူတို့ကနေပြီးတော့ကျွန်တော်တို့ကသူတို့ကိုမဖြတ်ဘဲနဲ့တရုတ်နိုင်ငံကိုသွားလို့မရတဲ့ပုံစံမျိုးသူတို့လုပ်တော့မှာအဲ့တော့အခုကအဲ့ဒီပုံစံမျိုးကိုဖြစ်နေပြီသူတို့သဘောနဲ့သူတို့တိုက်တယ်သူတို့သဘောနဲ့သူတို့ဆုတ်တယ်ဒါပဲဘုံသဘောတူညီချက်နဲ့ policy အတိုက်တာမဟုတ်သလို policy အစည်းအဝေးဆုံးဖြတ်ချက်အားလုံးသဘောတူချက်နဲ့ပြန်ဆုတ်တာလည်းမဟုတ်ဘူးအဲ့တော့ဒီပုံစံနဲ့ဆက်သွားရင်တော့စစ်ကောင်စီပြန်ရလာတာပဲပြန်ယူလိုက်တာပဲမှန်တယ်လို့တော့ပြောရမလို့ဖြစ်နေပြီလာရှိုးလို့ပဲပေါ့